Hello everyone, my name is San. This video is about how to avoid and prepare for flood. I will speak in Burmese. အားလုံးပဲမင်္ဂလာပါ။ယခုပြောပြမယ့်အကြောင်းအရာကတော့ခုတ်စားပါတွင်2020နိုဝင်ဘာလ9ရက်နေ့ဖြစ်ပွားမှုကြောင့်မိမိကိုယ်ကိုကာကွယ်ရမယ့်အကြောင်းအရာများဖြစ်ပါတယ်။၎င်းအကြောင်းအရာများကတော့ Gulf Coast State Emergency Service SES EAC မှရရှိထားသောသတင်းအချက်အလက်များဖြစ်ပါတယ်။ဒီနေ့တွင်နွေရာသီဒီမိုးများမီဟုခန့်မှန်းထားပါသည်ထို့ကြောင့်တင်းနှင့်တင်းမိသားစုလုံခြုံရာရေကြီးသောနေရာများကိုရှောင်ကျဉ်ပေးပါရေကြီးသောနေရာများတွင်ရေကူးခြင်းစပိန်စီးခြင်းလမ်းလျှောက်ခြင်းများကိုရှောင်ပေးပါရေကြီးသောနေရာများသည်ခန့်မှန်းရန်ခက်ခဲ၍အန္တရာယ်ရှိနိုင်ပါသည်ရေကြီးသောရေသည်အစီးတန်၍အန္တရာယ်ရှိနိုင်သောအရာဝတ္ထုများမျောပါလာတတ်ပါသည်၎င်းနောက်အနက်ပေမီများရှိသည်ကိုခန့်မှန်းရန်ခက်ခဲပြီးလမ်းများရေလွှမ်းမှုများဖြစ်ပေါ်လာတတ်ပါသည်သင်ဒီလမ်းစီကောင်းကိုလိုက်နာတော်လဲရေကြီးသောနေရာများတွင်ကားမောင်းပါကလမ်းတွင်ပိတ်မိနေရတတ်ပါသည်ထို့ကြောင့် SES ဖုန်းနံပါတ်139339ကိုခေါ်ဆို၍အကူအညီတောင်းခံနိုင်ပါသည်သင်ဒီစကပြလိုအပ်ပါက operator မှတဆင့်တင်းရဲ့ဘာသာစကားကိုပြောပြ၍အကူအညီတောင်းခံနိုင်သည်သင်၏အသက်အန္တရာယ်ကိုစိုးရိမ်ရပါက3လုံး emergency number ကိုခေါ်၍အကူအညီတောင်းခံပေးပါကြိုတင်ပြင်ဆင်ခြင်းသည်ကောင်းသောလှုပ်ဆောင်ချက်တစ်ခုဖြစ်သည်အထူးသဖြင့်ရေလွှမ်းမှုများသောနေရာများတွင်နေထိုင်သောသူများအတွက်ရာသီဥတုခန့်မှန်းချက်အရ၎င်းနေရာများသည်လာမယ့်လများတွင်ရေကြီးမှုများဖြစ်ပွားနိုင်ကြောင်းခန့်မှန်းထားပါသည်ထို့ကြောင့်အရေးပေါ်အိတ်ဆောင်ဖြစ်သောရေတန့်ဘူး first aid မိမိအတွက်လိုအပ်သောအရာဝတ္ထုပစ္စည်းများစသည်ထည့်ထားသောအိတ်ကိုအစဉ်သစ်ပြင်ဆင်ထားသင့်ပါသည်ရေလွှမ်းမှုခြင်းသည်ပြင်ဆင်ရမည်ဟုဆိုပါကတင်းရဲ့မိသားစုတင်းရဲ့လုပ်ဖို့ကိုင်ဖက်အိမ်နီးနားချင်းများကိုအသိပေးပါအရေးပေါ်ဘေးလွတ်ရာသို့ရွှေ့ပြောင်းနိုင်ရန်ပြင်ဆင်ခြင်းနှင့်ရာသီဥတုသတိပေးချက်များကိုနားထောင်ပေးပါရေလွှမ်းမှုသတင်းအချက်အလက်များကို www.hazardwatch.gov.au တွင်ကြည့်ရှုလေ့လာနိုင်ပါသည်ရေလွှမ်းမှုများအတွက်အကူအညီလိုအပ်ပါကဖုန်းနံပါတ်139339ကိုခေါ်ဆို၍အကူအညီတောင်းခံပေးပါတင်အပ်တဲ့အန်ဒီကိုဆိုရင်ရပါက33လုံးကိုခေါ်ဆို၍အကူအညီတောင်းခံပေးပါဤနွေရာသီအတွက်ကြိုတင်ပင်စင်မှုသည်စောစီးသည်ဟုမရှိသောကြောင့်ကြိုတင်ပင်စင်ခြင်းသည်ရေလွှမ်းမှုမှတင်မိသားစုကိုကာကွယ်ရန်ဖြစ်သည်ရေလွှမ်းမှုတတရမိုးလေဝသသတိပေးချက်မတိုင်ခင်ကြိုတင်ပင်စင်ခြင်းသည်အရေးကြီးပါသည်ရေမြောင်း၎င်းနောက်ရေမြောင်းအိမ်ခေါင်မိုးပိုင်မှရှိသောအမိုက်တရိုက်များကိုတန့်ရှင်းပေးပါအိမ်မိုးရေယိုခြင်းမှကာကွယ်ရန်မိမိအိမ်ခေါင်မိုးရှိအပေါက်အပြက်အစီးများကိုပြင်ဆင်ပေးပါအိမ်ခေါင်မိုးပေါ်တွင်တကိုင်းများကိုခုတ်ထွေ၍တန့်ရှင်းပေးပါတင်းနဲ့တင်းမိသားစုလုံခြုံရန်တင်းပဝန်းကျင်ကိုတန့်ရှင်းပေးပါလုံခြုံမှုအတွက်သတင်းအချက်လက်ပို၍သိရှိလိုပါကwww.ses.nsw.gov.au မှာလေ့လာနိုင်ပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်